တော့ကလေးနှစ်ယောက်ရဲ့အကြောင်းကိုကလေးနှစ်ယောက်ရဲ့အမေရဲ့အကြောင်းအပိုင်းတစ်လေးသိဆက်ပေးတော့မှာဖြစ်ပါတယ်ကဲငါလီဆိုင်ကြီးမှာငါသမီးတို့မူတောင်းဝယ်ဦးမှာငါတားရလဲမနက်စောစီးကြထွက်သွားဘယ်များသွားလဲမသိတားနေပါငါသမီးအိရထားပြီလားမသိငါသမီးအိတ်နေတုံးမဲလားသမီးရဲ့ထနော်အမေပြန်လာလဲသမီးလုံးညာပဲအမေတွေ့ချင်ကဲမစီတော့ဝယ်လာသမီးကြိုက်တဲ့မိုးတွေဝယ်ခဲ့မယ်သမီးကြိုက်တဲ့ဆိုင်ရတယ်ဝယ်ခဲ့မယ်ဟုတ်အေးအိတ်တာလဲအေးဘလူးဘလဲဘလောင်ဒါဆိုရင်တော့ငါအိတ်ရထားမှရမယ်ထင်တယ်မေပြန်လာဘာမုတ်တွေဝယ်လာငါမသိပြောရတော့ငါကြိုက်တဲ့ဆိုင်ကငါကြိုက်တဲ့မိုးဆိုင်ငါကြိုက်တဲ့မိုးဆိုင်ရတဲ့ပြန်ငါကြိုက်တဲ့မိုးတွေလည်းဝယ်လာခဲ့မယ်တော်ပြောဖို့ကောင်းမှထင်တယ်ငါကြိုက်တဲ့မိုးတွေဆိုစားလေးရမဟုတ်ပါလို့စားလေးရမှာပေါ့ငါကြိုက်တဲ့မိုးတွေဆိုငါတော်ပြောတာအဲ့တော့ရေချိုးထားမှရမယ်အတင်းအင်းကြီးလှလေးဝကမယ်အင်းကြီးလှလေးဟဲ့ဟာငါဒီအင်္ဂလိပ်နဲ့ဆိုလိုက်တယ်ကဲTV လေးကြည့်လိုက်ပါဦးအမေလည်းမလာသေးလားမသိဒါဖုန်းကြီးကပြောတဲ့ဆိုင်လားမသိဘူးဝယ်တော့ဝယ်လာပဲမလို့မုတ်တရားလည်းအများကြီးပဲငါပတ်စံတော့နည်းနည်းကုန်မှသူ့တနေ့နေပါအောင်ကောင်းခဏလေးဆိုတော့ပြန်မလာနိုင်တော့ကဲဘယ်နားမှလည်းမသိအနောက်ဘက်မှာရှိမှာပဲအမြန်သွားမယ်အဲ့ဆိုသူခန်းထဲမှာပဲသူရှိနေလောက်မှာနောက်ပြီးမှလည်းမရှိဘူးအဲ့နေပြီလားလို့မဟုတ်တယ်ဝယ်လာအများကြီးပဲနော်ဟုတ်တယ်ပေါ့အများကြီးပေါ့ဝယ်လာလာသွားစားကြရလာဟုတ်ကဲ့အေးအဲ့ဆိုလာခဲ့မဝယ်လာသူကြာစားလို့ကောင်းညာပဲဟုတ်တာပေါ့မြေဝလာဆိုချင်ကောင်းမကောင်းတော်မိုက်တာပဲနော်ဟုတ်တယ်အမေဒါနဲ့အကိုကြီးကိုမတွေ့မိပါလားအကိုကြီးဖြစ်တာဒီအကိုရမနစောတိချခဏလေးဆိုထွက်သွားဘယ်ရောက်သွားလဲငါလည်းမသိဘူးโอเคငါဒါဆိုရင်တော့ငါကျောင်းအကရသွားပြီကျောင်းတော့ပြီးပါပြီဒါပေမဲ့ငါပြင်းနေတာဘာမှလုပ်စရာမရှိတော့မနက်ခင်းဟိုလေစောလေးမှာလမ်းချက်ကတော်မိုက်တာပဲပုတ်ပါလေရှိတယ်လမ်းလက်ဆန်တာပဲကဲလမ်းလျှောက်ပါဆိုအိမ်ပြန်တော့မယ်ငါတို့တူမလေးဒီလောက်အေးရထားလား9 နာရီ9မိနစ်လောက်ငါလမ်းလျှောက်တာ6 နာရီလောက်ရှိနေပြီမလေးဒီမှာလက်ကဟဲ့ဘိုက်ကစုံပွဲမှာဟိုက်ကနေပြင်းနေဟုတ်လားအေးပြင်းနေစင်ခဏလေးအမေပြောရင်တော့အဲ့ဘာလို့နင်းမှာဘာလို့တော့မတွေ့ပါလားငါဖုန်းကြည့်နေမသိဘူးလားဒီအပြင်ကားမညမလေးပဲခိုင်းခေါ်ပါလိုက်သူပြေးနေရတယ်အဲ့ဆိုလည်းခေါ်ပါလိုက်ညီမလေးရဲ့ကိုကြီးပြင်တော်မလိုက်မလားလိုက်မယ်โอเคတားကြမယ်ညီမလေးရဲ့ဘာနဲ့တော့မှလဲအကိုကြီးနဲ့ဘာလို့သွားမယ်ဆိုရင်အကိုကြီးတို့ကားနဲ့သွားတာပြောကြလည်းမကောင်းအဆွေနဲ့တော့ကောင်းမလဲကိုကြီးတို့ဒီကားနဲ့သွားကြမလားဟုတ်ကဲ့ဘာဆိုင်သွားကြမလဲကစားကွင်းတော့မသွားဘူးနော်ကဲသွားကြမယ်အဆိုင်ကိုကြီးဆိုင်တွေ့ထားတယ်ဒီနေ့မနက်သွားရင်လမ်းဆောင်ရင်းနဲ့ဟုတ်လားဘယ်နားမှာလဲအဲ့ဒီဆိုင်ကိတ်မုတ်ဆိုင်သူ့ကားကြတော့ကိတ်မုတ်မျိုးတရရမှာဘာပဲဒီတွေရောရေခဲမုတ်တွေရောပြီးတော့အစင်တက်စားရဟိုဆူရှိဘာတွေလည်းပါသေးတယ်အဲ့ဒီမုတ်တွေလည်းရရဲဟုတ်လားဟုတ်တယ်အဲ့ဒီမုတ်တွေရတယ်ညီမလေးရအဲ့ဒါညီမလေးစားချင်မလားဝကြည့်ရပတ်စံနဲ့ပါဘူးနော်ဝကြည့်မယ်ဆိုရင်ဝကြည့်တော့အေးအဆက်လက်ပြီးလာဒီမှာဒီကိတ်မုတ်ဆိုင်ဝါမိုင်းလိုက်တာတရရောင်းစုံကြီးနေဆင်းလာခဲ့ပါတော့မင်းကြီးမရေကားဘွားနေအောင်ဆင်းလာတယ်ကားကြီးကကားမှမစီးဘူးလေအားကြောင့်
အေးဆင်းလာတော့